Okay brother ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်နှစ်ပွဲပြောမယ်ပေါ့နော်ဆိုတော့ဒီညကျွန်တော်တို့ပွဲတွေကကျွန်တော်သုံးပွဲလုံးကစားမှာပေါ့ကျွန်တော်မောင်းလဲဆော့မယ်ကျွန်တော် body တစ်ပွဲလဲကစားမယ်ဆိုတော့ဒီ YouTube မှာတော့ကျွန်တော်နှစ်ပွဲပြောလိုက်မယ်ပေါ့နော်ဆိုတော့ညတော့ brother တို့ဟိုရမယ်လို့ထင်တယ်ဒါပေမဲ့လည်းရတယ်ဆိုပေမဲ့လည်းရတယ်ဆိုရုံတော့ပဲပေါ့နော်ရိုင်းအဆင်ပြေမခဲ့ဘူးကျွန်တော်ပေါ်တူဂီကတော်လေးဟိုမှာစိတ်လှုပ်ရှားမှုဘောင်းဆောင်ပေးခဲ့တာပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ရတော့ရသွားတယ်ပေါ့နော်အတင်းလိုက်တော့ဆင့်တက်သွားတယ်ဆိုတော့ထပ်ပါတော့ဒါမပြောတော့ဘူးဆိုတော့လက်ရှိကျွန်တော်နှစ်ပွဲကကျွန်တော်ပထမဦးဆုံးဩစတြေးလျနဲ့ကျွန်တော်အီဂျစ်ပွဲပေါ့နော်ဆိုတော့ဒီနှစ်သင်းကကျွန်တော်တို့FIFA အဆင့်ရတည်မှုရကျွန်တော် level တန်းမှာရှိတယ်level တန်းမှာရှိတယ်နော်လက်ရှိကျွန်တော်အီဂျစ်ကနေပြီးတော့ကျွန်တော်အဝေးကနေပြီးတော့sorry ကျွန်တော် level 40ကိုအောင်ကြီး320ပေါင်းပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဩစတြေးလျကိုကျွန်တော်တို့ short မတွက်စီခြင်းဘူးဩစတြေးလျအုပ်စုပွဲစဉ်3ပွဲကန်ခဲ့တယ်ကျွန်တော်ပါရာဂွေးကိုတရေကျွန်တော်တို့ဒီတူရကီကို2-0နဲ့နိုင်ထားတဲ့ပွဲတစ်ပွဲရှိရပေါ့နော်ဆိုတော့နောက်ပြီးတော့ကျွန်တော်တို့အရန်ခြေစွာနေတဲ့ဒီလက်ရှိ World Cup မှာเนาะကျွန်တော်တို့ပြောရလောက်တဲ့ကျွန်တော် USA ပေါ့နော်USA ကိုကျွန်တော်တို့2ဂိုးပြက်ကိုကန်ကောင်းလို့ရှုံးခဲ့တာပေါ့နော်အဲ့လိုခြေစွမ်းရှိတယ်အဓိကဩစတြေးလျကိုပြောချင်တာသူက fight back ကိုကောင်းကောင်းမွန်ဆော့နိုင်တယ်ခံစစ်တော်လုံတယ်ပြီးရင်သူ့ရဲ့အဓိကကျွန်တော်လောင်းဘိုးတွေအရန်ကောင်းတယ်ဗျာเนาะဒီအရန်မြင့်တဲ့ player တော်များများရှိတယ်ဆိုတော့ဒီလိုအနေထားနဲ့ကျွန်တော်တို့အီဂျစ်ကိုအရင်မကြိုက်ဘူးလေအီဂျစ်မှာကျွန်တော်မိုဟာမက်ဆာလာတို့ကျွန်တော်တို့အိုစမာမာမို့တို့ရှိတယ်ဆိုပေမဲ့စီးရယ်ဆိုတော့ပဲကျွန်တော်တို့အတင်းလိုက်ဖွဲ့စည်းပုံအရမကြိုက်ဘူးနောက်ပြီးတော့လက်ရှိ level 40ဆိုတော့ကျွန်တော်အီဂျစ်အနေနဲ့ဒီကျွန်တော်ဩစတြေးလျကိုကျွန်တော်ထိုးဖောက်ဖို့အတွက်အရင်အင်မတန်မှခက်ခဲမယ်လို့မြင်တယ်ပြောနော်နောက်ပြီးဂိုးပေါင်းကြီးကလည်း320ပေါင်းဖြစ်နေတဲ့အတွက်ဒီပွဲကတော့ကျွန်တော်ဩစတြေးလျဘက်ကနေပြီးတော့ကျွန်တော်မေးခြင်းတယ်ဩစတြေးလျရဲ့လက်ရှိကျွန်တော်တို့ပြသထားတဲ့လက်ရှိခြေစွမ်းတွေအရာပေါ့နော်ဒီတူရကီကို2ဂိုးပြတ်သွင်းထားတာတွေเนาะပြီးတော့ဒီ USA ကို2-9ကစားပြီးတော့မှเนาะအုံဂိုးနဲ့2ဂိုးပြတ်ရှုံးသွားတဲ့အရာတွေကြောင့်မလို့ကျွန်တော်ဒီဩစတြေးလျကိုတော့ကျွန်တော်မိနစ်60အတွင်းမှာကျွန်တော်တရေခံကန်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီမိနစ်60အတွင်းကိုတော့ကျွန်တော်ဩစတြေးလျ body ကြိုက်ပါတယ်ကျွန်တော်အီဂျစ်မကြိုက်ပါဘူးအီဂျစ် level 40ကြီးကိုကျွန်တော်မကြိုက်ဘူးအဓိကတော့ကျွန်တော်ကစားပုံကိုကျွန်တော်မကြိုက်လို့ပေါ့နော်ဆိုတော့ဩစတြေးလျ body ကျွန်တော်ကြိုက်ပါတယ်နောက်တစ်ပွဲကကျွန်တော်တို့အာဂျင်တီးနားနဲ့ခိတ်ပါရီပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်အားလုံးလည်းပြောနေကြတဲ့ဒီခိတ်ပါရီရဲ့လက်ရှိ World Cup မှာပြသနေတဲ့ခြေစွမ်းတွေပေါ့နော်ကျွန်တော်စပိန်ကိုတည်ကန်တယ်ဥရုဂွေကိုတည်ကန်တယ်နောက်ဆုံးသူနဲ့ level 2ကျွန်တော်တို့ sorry အာရေဗီးယားကိုလည်းတည်ကန်ထားတယ်ဆိုတော့ရှုံးပွဲမရှိတာတဲ့အသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဘာကြောင့် high နေလဲဆိုတော့ကျွန်တော်တို့စပိန်ရဲ့ပွဲဦးထွက်မှာစပိန်က300ပေါင်းထိဒီအသင်းကိုပေးခဲ့ပြီးတော့မှတည်ကြခဲ့တာမလို့ဒီအသင်းကတော်တော်ဆော့ high နေတာပေါ့နော်ဆိုတော့လက်ရှိကြီးအာဂျင်တီးနားကကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့နှလုံး20ရှုံးနဲ့ဂိုးပေါင်းကြီး315ပေါင်းပေးထားတယ်ဆိုတော့ဟုတ်ပြီဒီကြီးကကျွန်တော်တို့နည်းနည်းလေးပြောကြည့်အောင်ပေါ့နော်ဆိုတော့ကျွန်တော်စပိန်ပေးတဲ့ကြီးကိုတွားတွက်လို့မရအောင်နော်စပိန်နဲ့အာဂျင်တီးနားက FIFA အဆင့်1-2ဆိုပြီးမဲ့ဆိုတော့ဈေးတွေကကျွန်တော်တို့မတူဘူးပေါ့နော်ဆိုတော့စပိန်ရဲ့ခြေတန်းကိုအာဂျင်တီးနားတော့ပေးလို့မရအောင်ဒါလက်ခံရမယ်ဒါပေမဲ့အာဂျင်တီးနားမကောင်းလို့အဲ့လိုပေးလို့မရဘူးလားဆိုတော့အဲ့လိုမဟုတ်ဘူးကြာသူတို့အသင်းနှစ်သင်းရဲ့သွားတဲ့ပုံစံကြီးကမတူဘူးကျွန်တော်စပိန်ရဲ့ကစားသမားတွေကကျွန်တော်တို့လူငယ်ကစားသမားတွေတော်များတယ်ပေါ့နော်လူငယ်ကစားသမားတွေပါတယ်ကျွန်တော်တို့ဒီ star player တွေကျွန်တော်တို့ပါနေတဲ့အတွက်ဈေးတန်းမြင့်တယ်လို့ကျွန်တော်ယူဆတယ်နောက်တစ်ချက်ကဒီ World Cup ရဲ့ပွဲစဉ်မှာစပိန်အနေနဲ့ဒီကြေးတော် hype ပြီးတော့စပြီးတော့ဖွင့်လိုက်တယ်လို့ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ထင်တယ်ဆိုတော့စပိန်ကနောက်ထပ်အမှတ်မရှိဘူးအဲ့ကြေးနဲ့ကျွန်တော်3လုံးကျွန်တော်အဲ့တော့3လုံး100ပေါင်းနဲ့ကျွန်တော်ကိတ်ပါတီကိုတေကြတယ်အပွဲပြီးတော့နောက်တဲ့ sorry အာရေဗီးယားဆိုတော့ကျွန်တော်တို့ကိတ်ပါတီအကြောင်းပြောမယ်ဆိုရင်ကိတ်ပါတီနဲ့ကျွန်တော်တို့ level တန်းတူတဲ့ကျွန်တော်တို့အသင်း3သင်းကိုကျွန်တော်တွေ့တယ်ဆိုတော့ဒါဒီຢာတွေကကျွန်တော်တို့ကိတ်ပါတီနောက်ဆုံးကန်ခဲ့တဲ့ပွဲတွေမှာရယ်နောက်ပြီးတော့ FIFA အဆင့်ရတည်မှုရကိုကျွန်တော်တွားကြည့်ပြီးတော့မှပြောခြင်းဖြစ်ပါတယ်ဆိုတော့ဘာတင်းနေလဲဆိုတော့ကျွန်တော် Iraq ရှိမယ်ဗျာ Jordan ရှိမယ် sorry အာရေဗီးယားရှိမယ်ဒီ3သင်းကကျွန်တော်တို့ဒီခိတ်ပါတီနဲ့ကျွန်တော် level တန်းဆင်တယ်ပေါ့နော် level တန်းဆင်တယ်ဆိုတော့ဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်တို့ဒီ Saudi Arabia ကိုခိတ်ပါတီတည်ကန်ခဲ့တဲ့ပွဲမှာအဲ့တော့က level တန်းကျွန်တော်ပေးခဲ့တာပါ level ပြား10လားပြား20လားမသိဘူးဗျအဲ့လောက်ပေးခဲ့တယ်ပေါ့နော်
ဆိုတော့ဒါ level ဟိုခြေတန်းတူတယ်လို့ကျွန်တော်တို့ယူဆလို့အကြံမြင်ရတယ်ဆိုတော့ဒီအဲ့တော့က Saudi Arabia ကို၄ခုပြတ်နဲ့စပိန်နိုင်တော့ကကျွန်တော်တို့ကိတ်ပါတီကိုပေးတဲ့ဈေးတန်းကိုထပ်ပေးခဲ့တာ3လုံး100ဘောင်းမဟုတ်ပဲနဲ့အဲ့တော့က3လုံးအရှုံးလားမသိပေးခဲ့တာဆိုတော့4စီးနဲ့ကြေးအောင်သွားတယ်ပေါ့နော်ဆိုတော့ဒီစပိန်ရဲ့ဈေးတန်းကိုကျွန်တော်တို့ထက်တွက်မယ်ဆိုရင်တော့အာဂျင်တီးနားရဲ့လက်ရှိခြေတန်းကပြား100နီးပါးလောက်တော့ပျော့နေတယ်သို့ပေမဲ့ကျွန်တော်ကိတ်ပါတီနဲ့ level တန်းတူတဲ့ဂျော်ဒန်ကိုအာဂျင်တီးနားအုပ်စုပွဲစဉ်မှာတုန်းကကျွန်တော်တို့ level ဒီနေ့ပေးခဲ့တဲ့ကြီးပဲเนาะ level 25ရှုံးရယ်ကိုပေါင်းကြီး3လုံး10ပေါင်းရယ်ပေးခဲ့တယ်ဆိုတော့အဲ့နေ့တုန်းကကျွန်တော်တို့ဒီအာဂျင်တီးနားကကျွန်တော်တို့3-1နဲ့လားမသိဘူးကျွန်တော်တို့ပွဲပြီးသွားတယ်ပေါ့နော်အဲ့တုန်းကကျွန်တော်တို့အာဂျင်တီးနားဘော်ဒီပေးလိုက်တဲ့အာဂျင်တီးနားဘော်ဒီရိုက်တဲ့သူတွေပြားစုံလေးပဲရှုံနေဆိုတော့မရှုံဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့လက်ရှိကြီးကအဲ့ဒီဂျော်ဒန်ကိုပေးထားတဲ့ကြီးတိုင်းပဲထွက်လာတာကွက်တိပုံနဲ့ပဲထွက်လာတာဆိုတော့အာဂျင်တီးနားကဂျော်ဒန်ကိုတော့2ဂိုးပြတ်3ဂိုးပြတ်သွင်းနိုင်တဲ့အနေအထားမှာဒီကိတ်ပါတီကိုရောကျွန်တော်တို့2ဂိုးပြတ်မသွင်းနိုင်ဘူးလားဆိုတော့ကျွန်တော်စဉ်းစားရမယ်ပေါ့နော်ကျွန်တော်ကတော့အာဂျင်တီးနားရဲ့လက်ရှိကစားနေတဲ့ play ပုံစံအရာအာဂျင်တီးနား2ဂိုးရဖို့တေချာတဲ့လောက်ရှိတယ်ဆိုတော့ကျွန်တော်တို့2ဂိုးရရင်တော့မှကျွန်တော်တို့မရှုံးတော့ဘူးเนาะ 2D ဂျင်းနေဆိုလို့ရှိရင်မရှုံးတော့ဘူးဆိုတော့ကျွန်တော်ကအာဂျင်တီးနားကိုကြိုက်နေတာပေါ့เนาะဆိုတော့စပိန်အောင်မှဒီသူနဲ့ level တန်းတူတဲ့အသင်းကိုနောက်တစ်ပွဲမှနိုင်အောင်ပြန်ကန်ခဲ့သေးတာပဲအာဂျင်တီးနားရောဒီဈေးတန်းနဲ့နောက်ထပ်တစ်ပွဲမှာကျွန်တော်တို့ထပ်ပြီးတော့ဂိုးမသွင်းနိုင်ဘူးလားเนาะဒါတွေကတွေးစရာလေးတွေပေါ့เนาะဆိုတော့မက်ဆီရှိနေတဲ့အတွက်မက်ဆီရှိရကျွန်တော်တို့ဂိုးတွေမျှော်လင့်လို့ရတယ်ဆိုတော့ကိတ်ပါတီအတွက်ကျွန်တော်ပြောမယ်ဆိုရင်တော့ကိတ်ပါတီဒီလောက်လောက်ရခဲ့တာဒါကျွန်တော်လုံလောက်ပြီလို့တော့ကျွန်တော်ထင်တာပဲပေါ့နော်ဆိုတော့အာဂျင်တီးနားအနေနဲ့လက်ရှိမှာကျွန်တော်တို့2ဂိုးပြတ်2ဂိုးကနေစကြည့်ရလိမ့်မယ်လို့မြင်တယ်ဆိုတော့အာဂျင်တီးနားဘော်ဒီကျွန်တော်ကြိုက်ပါတယ်ဆိုတော့ဒီမှာကျွန်တော်2သင်းပြောခဲ့တယ်ပေါ့နော်ဩစတြေးလျဘော်ဒီအာဂျင်တီးနားဘော်ဒီ2ပွဲပြောခဲ့တယ်ဆိုတော့မောင်းကတ်ကို brother တို့ဒီ2သင်းဆော့ကျင်ဆော့ပါကျွန်တော်နောက်တစ်သင်းကတော့ကျွန်တော် body ကိုကျွန်တော်ကိုလံဘီယာပွဲကိုကျွန်တော်ရဲ့ Telegram channel မှာတင်လိုက်ပါမယ်ဆိုတော့ဒီည brother တို့အားလုံးပဲအဆင်ပြေကြပါစေ